school မှာဂီတာလေးရောက်ပါပါတယ်နိုင်ငံခြားဦးလေးဖြစ်ပါတယ်ဒီစိတ်က postman စိတ်ရဲ့အန်ဒီဒီစိတ်ရဲ့ရှိပါတယ်အကြောင်းလေးတွေကတော့ဒီအတိုင်းအောင်လေးရှိမယ်နဲ့အောင်လေးရှိမယ်နှစ်မျိုးရှိပါတယ်နောက်ပြီးတော့ဂီတာတောက်လေးတွေရောအိတ်လေးတွေရှိပါတယ်အိတ်လေးတွေရှိဒါ accessory ပစ္စည်းလေးတွေရှိရချိန်မှာဒီသားလေးဆောင်ရွက်ထားပါတယ်နိုင်ငံခြားဦးလေးပေါ့နော်။ဒါလို့ဆိုရင်ဒီနဲ့ပတ်သက်တဲ့အဆောင်တွေပစ္စည်းတွေလည်းအများကြီးရှိပါတယ်။ဒီလိုကာဘိုးတွေတိတ်တွန်းနေတို့အဆုံးရှိပါတယ်နော်။စေဝါသာဆိုမှလာလို့ဝင်နေပါတယ်။